ငှက်တွေထဲမှာကြီးကန်းနဲ့ဇီးခွက်မတည့်ဘူးဆိုတာသိကြလိုက်ပဲနော်ဒါကြောင့်မို့လို့ကြီးကန်းကနေထွက်ဇီးခွက်ကညမှထွက်သူတို့နှစ်ကောင်တွေ့လို့ရှိရင်တကောင်လက်စားခြေကြမှာဖြစ်တယ်ပေါ့တကောင်နဲ့တကောင်မတည့်ကြဘူးသူတို့ရဲ့အမုန်းဟာကဘာဥကလေးကစလာတဲ့အမုန်းတရားလို့ဆိုတယ်နော်ခုမှဖြစ်လာတဲ့အမုန်းတရားမဟုတ်ဘူးကဘာဥကလေးကအမုန်းလာကြတယ်ဘလို့ဖြစ်တုံးလို့ဆိုကဘာဥကာလမှာခြေလေးချောင်းရှိတဲ့သားကောင်တွေကချင်းသေးကိုမင်းအဖြစ်တင်မြောက်ကြတယ်ချင်းသေးကိုမင်းအဖြစ်တင်မြောက်ကြတယ်ခေါင်းဆောင်အဖြစ်တင်မြောက်ကြတယ်ပေါ့ငှက်တွေတဲကလည်းပဲထို့တူပဲရွေးကြတယ်ရွေးတဲ့အခါကျတော့ဇီးခွက်ဆိုတာကိုငှက်တွေကတော်တော်သဘောကျနော်ပညာရှိတယ်ဆိုပြီးတော့ဇီးခွက်ကိုခေါင်းဆောင်တင်ဖို့ရွေးကြတယ်ရွေးတဲ့အခါမှာကြံတဲ့ငှက်တွေကကန့်ကွက်မဲ့ကောင်းမရှိဘူးအဲ့ဒီထဲမှာဘယ်သူကကန့်ကွက်တယ်ဆိုကြီးကန်းကကန့်ကွက်တယ်ကြီးကန်းကကန့်ကွက်တယ်ဇီးခွက်ကိုခေါင်းဆောင်တင်တာတော့သူမကျင်တတ်ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငှက်တွေကိုပြောတာခမည်းတော်ပဲစဉ်းစားကြည့်ပြတဲ့ဇီးခွက်ဆိုတာဟာစိတ်မဆိုးတာတောင်မှမျက်လုံးကြီးကပြူးပြူးကြီးတဲ့သူများစိတ်ဆိုးရင်ကျွတ်တို့ဘလို့နေချမလို့နမေရုစတိဗတ္တံတေဥလူကတ္တဖိသေစနဇီးခွက်ကိုမင်းမြောက်တာခေါင်းဆောင်တင်တာတော့သူသဘောမတူပါဘူးတဲ့အကုဋ္ဌတမုခံပတ္တစိတ်မဆိုးတဲ့မျက်နှာပဲကြည့်60အကောင်းတဲ့မျက်လုံးပြူးနေတယ်ကထံကုတ်တော်ကရိတတိသူများဒေါသထွက်ရင်ကျွတ်တို့ဘယ်လိုလုပ်နေရမလို့ဆိုပြီးကန့်ကွက်တယ်ကန့်ကွက်ရပါမလားလို့ဇီးခွက်ကမကျေနပ်လို့ကြီးကန်းကိုထိုးစိတ်ကြီးကန်းလည်းဇီးခွက်ကိုပြန်ထိုးစိတ်ဆိုလို့ကြီးကန်းနဲ့ဇီးခွက်ဟာကဘာဥကရဲ့ရံဖက်ကြီးဖြစ်သွားကြတယ်ကြံတဲ့ငှက်တွေကတော့ကဲမင်းတို့ဘာဖြစ်ရံဖြစ်ခြင်းဖြစ်ကြတော့ဆိုပြီးတော့ဟင်းသားကိုခေါင်းဆောင်တင်လိုက်